G12 လေးတွေအတွက် should ကိုအသုံးပြုပုံအပိုင်း2ကိုသွားမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာ should is use should ကိုအသုံးပြုတယ်တဲ့လက်စတယ်ပြောသွားမယ်နော် G10 11အတွက် grammar သင်တန်းလေးတွေစုံစမ်းကြည့်ရင် Telegram @tinthon90 အကောင့်မှာလာစုံစမ်းလို့ရတယ် G12 read the passage သင်တန်းလေးလည်းရှိတယ်ဟုတ်ပြီနော်ကဲအဲ့တော့ should ကိုဘယ်လိုအခြေအနေမှာအသုံးပြုလဲဆိုတော့ number 2မှာ to express ဖော်ပြဖို့ obligation ဆိုတာတာဝန်ဝတ္တရားရှိခြင်းကိုဖော်ပြဖို့နောက်တစ်ခါ advisability ဆိုတာတင့်လျော်ခြင်းဆိုတာဘယ်ဟာလုပ်ရင်တော့တင့်တော်တယ်ဘယ်ဟာလုပ်ရင်တော့မတင့်တော်ဘူးအဲ့လိုပြောတာပေါ့နော်အဲ့တော့ဆိုလိုချင်တာအကြံဉာဏ်ပေးတဲ့သဘောပါပဲအဲ့လိုအခြေအနေနှစ်ခုမှာသုံးတယ် obligation နဲ့ advisability အဲ့တော့ဒီမှာနံပါတ် A မှာကြည့်မယ် you should get up မင်းအဲ့ရစောစောထားတင်တယ်နော် get up early အဲ့ရစောစောထားတင်တယ် should ကိုသုံးထားတယ် to study for your lesson မင်းရဲ့သင်ခန်းစာတွေကိုလေ့လာဖို့အတွက်မင်းအဲ့ရစောစောထားတင်တယ်ဒါအဘာကိုဖော်ပြတာလဲအဲ့ရစောစောထားဖို့တာဝန်ရှိတယ်ဝတ္တရားရှိတယ်အဲ့တော့တာဝန်ဝတ္တရားရှိခြင်း obligation ကိုဖော်ပြတယ်ဟုတ်ပြီနော်ဒါဆိုရင်နောက်တစ်ခုကြည့်မယ် you should work hard မင်းအလုပ်ကြိုးစားတင်တယ် if you want to get distinction မင်းဂုဏ်ထူးထွက်ခြင်းဂုဏ်ထူးရခြင်းစာကြိုးစားတင်တယ်ပေါ့အဲ့ဒီပဲအဲ့တော့အဲ့ဒါဘာလုပ်တာလဲအကြံပေးတာဘာလုပ်ရင်တင်တယ်ဘာလုပ်ရင်မတင်ဘူးလဲဆိုတဲ့အကြံပေးတဲ့ advisability ကိုဖော်ပြတာအဲ့တော့ should ကိုဘယ်လိုအခြေအနေမှာအသုံးပြုတင်လဲဒီမှာ obligation တာဝန်ဝတ္တရားရှိခြင်းတွေမှာအသုံးပြုတဲ့ advisability တင့်လျော်ခြင်းဒါမှမဟုတ်အကြံပေးခြင်းဘာလို့ရင်တင်တယ်ဘာလို့ရင်မတင်ဘူးအဲ့လိုအကြံပေးတဲ့နေရာမှာအသုံးပြုလို့ရတယ်အဲ့တော့ဒီဗီဒီယိုလေးကအကျိုးရှိမှာဆိုရင် comment မှာ yes လို့မှတ်ပေးသွားပါအောင်အားလုံးကျေးဇူးတင်ပါတယ်